ခရစ်စမတ်ပွဲတော်ရက်မှာတင်ကန်ဆိုးမိုးမှောင်ကြပြီးအလွဲပေါင်း16,000ကြုံရတဲ့ညီကို2ယောက်အကြောင်းပြန်ပြောပြသွားမှာဖြစ်ပါတယ်ဇလန်အစမှာတော့ကျွန်တော်တို့ရဲ့မင်းသား2ယောက်ဖြစ်တဲ့ Craig နဲ့ Dede တို့ဟာခရစ်စမတ်အကြိုညင်းတဲ့တက်ကောက်မှာအိမ်၌အေးဆေးအိပ်ပျော်နေကြတာပေါ့ဒါပေမဲ့မမျှော်လင့်ပဲသူတို့အခန်းထဲကိုဆန်တာကလော့စ်အင်ဂျီအနီကြီးဝတ်ထားတဲ့ကောက်ကျစ်တဲ့တခိုးတစ်ယောက်ခိုးဝင်လာတာဗျအလွဲကတော့တခိုးကြီးဟာသူတို့ရဲ့အိမ်လခပေးရမယ့်ပတ်စံတွေတင်မကပဲခရစ်စမတ်လက်ဆောင်တွေကိုပါအိတ်ကြီးကြီးတဲ့ထည့်ပြီးအကုန်ခိုးပြေးသွားပါတော့တယ်ဗျာမနဲ့လင်းလို့အိမ်ရှင်အဖွားကြီးရောက်လာတဲ့အခါပတ်စံမရှိရင်ဒီနေ့ညနေ4 နာရီမတိုင်ခင်အိမ်ပေါ်ကဆင်းရမယ်ဆိုပြီးအတင်းဖိအားပေးပါတော့တယ်ဒါတင်မကသေးဘူးအိမ်ရှင်အဖွားကြီးရဲ့သားဖြစ်တဲ့ထောင်ထွက်လူမိုက်ကြီးဒေမွန်ကလည်းပတ်စံမပေးရင်အသေးရိုက်မယ်ဆိုပြီးလာချင်းချောက်သေးတာဗျဒါကြောင့်ညီကို2ယောက်ဟာပတ်စံအမြန်ရဖို့အတွက်ဒေတာခံရှာပိန်မောအသေးလေးတစ်ခုမှာလုံခြုံရေးဝန်ထမ်းအဖြစ်စမ်းသပ်အလုပ်ဝင်လုပ်ကြရပါတော့တယ်စမတ်ကြဝတ်စုံတွေဝတ်ပြီးအလုပ်ဆက်ဝင်တဲ့အချိန်မှာပဲတစ်ဖက်ဆိုင်ကအမိုက်စားမင်းသမီးချောလေးဒိုရီဒါနဲ့တွေ့ပြီးမင်းသားခရစ်တယောက်ပထမဆုံးအကြိမ်ရင်ခုန်သွားရပြန်ပါတယ်ဒါပေမဲ့သူတို့2ယောက်ဟာလုံခြုံရေးတာပြောတာဘာလုံခြုံရေးပညာမှမရှိတဲ့အပြင်အလွန်ပျော်နေတတ်တဲ့လူတွေဆိုတော့အလွဲတွေစက်တိုက်ဖြစ်ပါတော့တယ်မုတ်ဆိုင်ကကလေးတွေခိုးစားတာကိုလည်းမဖမ်းနိုင်လာသမျှလူတွေကိုလည်းလိုက်နောက်နေလို့ဆိုင်ပိုင်ရှင်အဖိုးကြီးကခဏလာဆူရပါတယ်ဒီနေ့မှာတော့ဒေတာခံဂိုင်းစတာလူမိုက်ကလေးတွေရောက်လာပြီးဆိုင်တွေကိုကမူးရှုထိုးလိုက်ဖျက်ဆီးကြတာပေါ့ဆရာကြီး2ယောက်ဟာသူ့ရဲကောင်းလုပ်ပြီးဝင်ချမယ်အမှတ်နဲ့ပြေးသွားပေမဲ့တကယ်လက်တွေ့မှာတော့ဒုတ်တွေတနက်တွေမြင်တာနဲ့အတင်းအောင်ဟစ်ပြီးစပွဲအောက်ခိုးဝင်ပုံအောင်ကအဆက်ကွဲကြရှာတယ်ဗျာဘလို့ပဲဖြစ်ဖြစ်သူတို့ဟာနေပြက်လောက်ခလာစားလေးတွေရလာပြီးအိမ်လခပေးဖို့နီးစက်လာတဲ့အတွက်ညဘက်မှာသူတို့အိမ်မှာပဲအမိုက်စားခရစ်စမတ်ပါတီပွဲကြီးတစ်ခုကိုတငယ်ချင်းတွေအများကြီးဖိတ်ပြီးပျော်ပပကျင်းပကြပါတယ်ပါတီပွဲကြီးဆက်ရှိန်တက်ပြီးအကတွေကောင်းနေတဲ့အချိန်မှာပဲမထင်မှတ်ဖဲသူတို့ပတ်စံတွေကိုခိုးသွားတဲ့ဆန်နာကလော့တခိုးကြီးဟာပါတီပွဲတွေကိုအစားခိုးစားဖို့ရုပ်ဖြတ်ပြီးပြန်လည်ရောက်ရှိလာတာကိုဒေးကရုတ်တရက်မြင်သွားပါတော့တယ်ညီကို2ယောက်ဟာဒီတခါတော့မင်းကိုအလွတ်မပေးဘူးဆိုပြီးပါတီပွဲကြီးတစ်ခုလုံးပျက်စီးမတက်တမင်မွေးစတိုင်တခိုးဖမ်းပွဲကြီးကိုစတင်ကြပါတော့တဲ့ဇက်သိန်းကန်းမှာတော့တခိုးကြီးဟာအိမ်ခေါင်မိုးပေါ်ကနေခုန်ချပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့အောက်မှာရှိနေတဲ့ထောင်ထွက်လူမိုက်ကြီးဒေမွန်နဲ့တက်ကြီးတိုးပါတော့တဲ့ဒေမွန်ကြီးကတခိုးကိုပွေ့ဖက်ပြီးဆွဲချုပ်ထားပေးတဲ့အတွက်ဂရိတ်နဲ့ဒေးတို့ဟာတခိုးကြီးကိုနာလေးဆုံးမပြီးမိမိတို့ရဲ့ပတ်စံအိတ်ကိုအောင်မြင်စွာပြန်လည်ရယူနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့အိမ်လခတွေကိုလည်းအချိန်မီပေးချေနိုင်ခဲ့တယ်လို့မင်းသားဂရိတ်ခလည်းမင်းသမီးလေးဒိုရီဒါနဲ့လက်တွဲခွင့်ရရှိသွားပြီးခရစ်စမတ်ညနေမှာအားလုံးပျော်ရွှင်စွာကခုန်ရင်းဇလန်းလေးကပြီးဆုံးသွားပါတော့တယ်ဗျာ